ဂျပန်ကိုအလုံးနဲ့သွားမယ်ပတ်စံများရှာခြင်းနဲ့ဆိုရင်တော့ training နဲ့တခုတည်းရဲ့အားသာချက်အားနည်းချက်တို့ကိုသိထားဖို့လိုအပ်ပါမယ်ပထမတစ်ချက်ကတော့ပညာရေးချင်းကန့်သက်ပါ training visa ရောတခုတည်း visa ရောကပညာရေးချင်းကန့်သက်မရှိဘဲဂျပန်သွားပြီးအလုံးလုံးနိုင်တာကြောင့် visa နှစ်ခုလုံးကိုတတ်မှတ်စီပေးပါမယ်ဒုတိယတစ်ချက်ကတော့အားလုံးသိချင်ကြတဲ့လစာပါ training visa ကရန်14,000ကနေ18,000ထိပဲပေးတယ်ဆိုပေမဲ့တခုတည်း visa ကတော့ရန်18,000ကနေ35,000ထိရရှိနိုင်ပါတယ်ဒါကြောင့်လစာအပိုင်းမှာတခုတည်း visa က training ထပ်ပိုကောင်းတာကြောင့်တခုတည်းကနံပါတ် training ကတက်မှတ်ပါတတိယတစ်ချက်ကတော့ဂျပန်စာအရေးချင်းတက်တဲ့ဂျပန်ဖြစ်ပါတယ်ဆာကူရာကျောင်းမှာဆိုရင်ဂျပန်စာကို3လသင်ယူပြီး N5 level ကနေ N2 level ထိရှိတာကြောင့်ဂျပန်စာကိုအချိန်တိုတိုအတွင်းလေ့လာပြီးသွားခြင်းနဲ့ဂျပန်စာအောင်လက်မလို့ပဲသွားခြင်းနဲ့ဆိုရင်တော့ training visa ဟာတခုတည်း visa ထက်ပိုကောင်းပါတယ်ဒါကြောင့် training visa ကိုတက်မှတ်ထပ်ပေးပါမယ်အခုဆိုရင် training visa ကနံပါတ်နဲ့တခုတည်း visa ကနံပါတ်ဖြစ်သွားပါပြီနောက်ဆုံးတစ်ချက်ဖြစ်တဲ့ဘယ်လောက်ကုန်ကြမယ်ဆိုတဲ့အချက်ပါ training visa ကဒေါ်လာ2,800ဖြစ်ပြီးတော့တခုတည်း visa ကဒေါ်လာ1,500ဖြစ်ပါတယ်ဒါကြောင့်ကုန်ကြစည်အပိုင်းမှာတခုတည်း visa ကပိုပြီးတော့တက်တာသွားတာကြောင့်တခုတည်း visa ကတက်မှတ်ရသွားပါပြီနောက်ဆုံးအနည်းချုပ်အနေနဲ့တခုတည်းက3မှတ် training က2မှတ်ဖြစ်ပါတယ်အခုလိုမျိုးဂျပန်ကိုတိကျမှန်ကန်မြန်ဆန်စွာတွားရောက်အလုပ်လုပ်ကိုင်ခြင်းနဲ့ဆိုရင်တော့ရန်ကုန်ကျောင်းခွဲများဖြစ်တဲ့တာကေတတာမွေနဲ့မြောက်တော့ကိုလှဲတန်းမှာတက်ရောက်နိုင်တယ်လို့မန္တလေးမှာဆိုရင်69A 3839ကြားတောင်ကြီးဆိုရင်ခွာညိုလမ်းမပေါ်မော်လမြိုင်ဆိုရင်အောင်ဆန်းလမ်းမပေါ်မဟုတ်ဘူးဆိုရင်အမတ်နေရွှေချမ်းသာလမ်းမပေါ်မှာတရှိရာဖြစ်တာကြောင့်ပိုကောင်းသောတဲ့အနာဂတ်အတွက်ဆာကူရာမှာဂျပန်စာကိုစ조사သင်ယူလိုက်ပါရှင်ဒီဗီဒီယိုကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်အထူးပဲကျေးဇူးတင်ပါတယ်ရှင်